ဆရာဝန်ဒေါက်တာကျေစင်ယူမွန်ကထုတ်နှုတ်တင်ဆက်ထားတဲ့အစားအစာမက်နူးတွေကိုအားလုံးလွယ်ကူနဲ့လိုက်လုပ်ကြည့်နိုင်ပါတယ်။ Gola 3ကိုသုံးပြီးတော့ဒါတသားမီမီတို့စားလို့ရမယ်ပေါ့နော်။ Cheese pasta လေးလုပ်စားပါမယ်။ Cheese pasta လုပ်စားမယ်ဆိုလို့ရှိရင်ပေါင်ပစ္စည်းအနေနဲ့ pasta လိုမယ်။ Gola 3လိုမယ်။စားမပါတဲ့ထောပတ်လိုမယ်။စားလိုမယ်။ Cheese လိုပါမယ်။ Gola 3နှစ်စွန်းကိုအရင်ဆုံးဖြောပေးထားရမယ်။အရင်ဆုံးပါစတာကိုနူးသွားတဲ့အထိပေါ့နော်ပြုတ်ပြီးတော့မှရေးစစ်ပြီးတော့ဖယ်ထားပေးပါထောပတ်ကိုအနှိမ်ဆုံးအပူပေးလိုက်ပါ Gola 3ထည့်ပြီးတော့စွမ်းသေးပါcheese စားတို့ကိုရောမှွေပြီးတော့အရေးပျော်ပြီးအနှစ်ချောင်းမွေးတဲ့အထိမှွေပြီးပါအိုးထဲကိုရေစစ်ထားတဲ့ပါစတာကိုထည့်ပြီးတော့ရောမှွေပြီးပါဖြည့်စွက်အာဟာရအတွက်မုံလောင်းနေပပလေးထားတဲ့အထင်းနုနယ်ရပြုတ်ပြီးတော့ထည့်ကျွေးနိုင်ပါတယ် cream နဲ့အာဟာရဖြည့်စွက်အတွက် Gola 3ကိုအသုံးပြုပြီးတော့ချက်ထားတဲ့ကလေးတွေအတွက်အဆင်ပြေစေတဲ့ cheese pasta ချက်လေးပေါ့နော်အဲ့တော့ဒီ cheese pasta ကအသားဓာတ်နဲ့စွမ်းရင်ပြေဝစေတာကြောင့်ပေါ့နော်ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုလည်းအထောက်အကူပေးပါတယ်